Aries လေးတွေရဲ့အခြေရေးကတော့เนาะတေချာလေးအနာဂတ်မှာပိုကောင်းဖို့ပြင်ဆင်ရမယ့်ကာလဖြစ်တယ်အဲ့တော့အခုဒီကနမိတ်ရကတော့ Aries တွေကလက်တလောမှာเนาะအခြေရေးနဲ့ပတ်သက်ပြီးတော့အတွေ့အကြုံကောင်းနေရှိတယ်ပြီးတော့တေချာပြင်ဆင်ထားရဆိုရက်နမိတ်ကိုတွေ့ရတယ်เนาะအဲ့တော့အခုဒီနမိတ်တွေရဲ့ Aries တွေကအခြေရေးမှာတကယ်ကိုစိတ်သက်ပြင်းပြင်းပြပြပေါ့เนาะစိတ်ဆန္ဒပြင်းပြပြနဲ့တေချာအအောင်ဆိုင်မယ်ကြိုးစားမယ်ဆိုရင် Aries တွေကเนาะဒီလာထဲမှာเนาะအခြေနဲ့ပတ်သက်ပြီးတော့စတင်ပြီးတော့ဒါအကောင့်ထဲပေါ်နိုင်မယ်ကိုလိုချင်တဲ့ခြေတခုစတင်နိုင်မယ်เนาะစတင်နိုင်မယ်စတင်ဖန်တီးနိုင်မယ်ဆိုတဲ့နမိတ်ရှိတယ်အဲ့တော့ Aries တွေအနေနဲ့เนาะအခြေနဲ့ပတ်သက်ပြီးတော့เนาะကိုတကယ်လိုချင်တဲ့ခြေတခုစတင်တိဆောက်ပါအကောင့်ထဲပေါ်ပါလေ့လာပါသုံးသပ်ပါအဲ့တော့เนาะအဲ့တော့ဒီလာထဲမှာ Aries ရဲ့အခြေကတော့ပြောမယ်ဆိုရင်ကိုစိတ်ထဲမှာရှိတဲ့အတိုင်းအကောင့်ထဲပေါ်လို့ရမယ်လို့ပြောလို့ရပါတယ်เนาะဟုတ်ပြီအဲ့တော့ comment မှာเนาะငါရဲ့အခြေကိုစိတ်တိုင်းကြပုံဖော်မယ်ဆိုပြီးရေးတော့ပါเนาะလီယိုတွေရဲ့ခြေကတော့เนาะအတိတ်ကနေပြီးတော့နိုးထလာတော့မယ်ဆိုတဲ့နမိတ်တွေ့ရပါတယ်အဲ့တော့ဒီလာထဲမှာလီယိုတွေကเนาะအခြေနဲ့ပတ်သက်ပြီးတော့เนาะအရှိဂျင်းတော့ပေါ့เนาะတိတ်တုံးဖြစ်ခဲ့တဲ့အခြေဟောင်းဒါတွေကိုလွတ်ချအိမ်မက်ဆော့တွေနိုးထပြီးတော့เนาะကိုအတွက်เนาะအချစ်ဆိုတာဘယ်လိုမျိုးလဲဆိုတာစတင်လေ့လာရမယ်ဆိုတဲ့ကာလာမျိုးကိုရောက်နေတယ်เนาะစတင်လေ့လာရတော့မယ်အဲ့တော့အခုဒီနမိတ်ရเนาะအဲ့တော့ကိုကဒီပြောမယ်ဆိုရင်အချစ်လို့ထင်ရတဲ့အရာတွေเนาะအဲ့အရာတွေစတင်ပြီးတော့ဟိုပြောမယ်ဆိုနားလည်လာလိမ့်မယ်အဲ့တော့လောလောလတ်လတ်ကတော့အချစ်ဆိုတဲ့အရာကြီးကိုပိုနားလည်အောင်ကြိုးစားမှာဖြစ်တယ်လို့เนาะပြောမယ်ဆိုရင်ဒီခဏဖြုတ်ရေးသားထားတာပျော်เนาะဒါမျိုးပေါ့เนาะကိုယ့်ရဲ့ဒီအချစ်ဆိုတဲ့အဓိပ္ပာယ်ကိုနားလည်အောင်ရှာဖွေရင်လေ့လာရင်ねเนาะပေါ်ပါလေးเนาะဒါတယောက်နားလည်အောင်တငယ်ချင်းအဲ့လိုလည်းမဟုတ်လေဒါ situationship ပုံစံမျိုးဒါမျိုးလေးတွေနဲ့เนาะလှုပ်ဆောင်နိုင်မယ်ဆိုတော့ကာလာမျိုးတော့ရှိတယ်เนาะသဘောမျိုးတော့ရှိတယ်အော်လက်ရှိမှာကိုက sing RS ပေါ့เนาะ RS ဖြစ်တယ်ရှိသေးတယ်ရှိရဆိုရင်တော့တောက်ကခွင့်လွှတ်ဖို့နားလည်မှုတွေအများကြီးလိုအပ်ပါသေးတယ်เนาะအဲ့လေးတစ်ချက်လှုပ်ဆောင်ပါအဲ့တော့ comment မှာငါရဲ့အခြေရေးကိုတေချာတိဆောက်မယ်ဆိုပြီးရေးတာပါเนาะဒီလိုမျိုးတည်တတ်မိကျင်တာရှင်ဆက်စီမှာလာမယ်လို့ရတယ်ဒီဗီဒီယိုလေးလိုက်ကန်ရှယ်လုပ်တာပေးပါစက်ကြီးလေးတွေကဒီလာထဲမှာစမ်းတော်ပွင့်မယ်เนาะစမ်းပွင့်မယ်အချစ်ခံမယ်ဆိုရက်နမိတ်ရှိတယ်အဲ့တော့ချစ်သူကြီးသားရှိတဲ့လူတွေအတွက်ဆိုလို့ရှိရင်เนาะကိုယ့်ရဲ့ခြေမှာပို့ပြီးတော့နားလည်မှုတွေတိဆောက်နိုင်မယ်ယုံကြည်မှုတွေတိဆောက်နိုင်မယ်ပိုခိုင်မြိုင်းမယ်အဓိကတော့တောက်ကတကယ်ကိုချစ်မှန်နဲ့ချစ်တယ်ပို့ဝင်လင်းရှိတယ်ဆိုလို့ရှိရင်เนาะတကယ်တောက်ကပို့ဝင်လင်းပြောဆိုဆက်ဆံနိုင်တယ်ဆွေးနွေးတိုင်ပင်နိုင်တယ်ဆိုရင်တော့အခြေကပိုကောင်းလာမယ်နမိတ်ရှိတယ်စင်ငယ်တွေအတွက်ကတော့ဘာပြောဆမ်းပွင့်နေတဲ့အတွက်ကြောင့်ကိုယ့်အနေနဲ့ပြောမယ်ဆိုအခြေနဲ့ပတ်သက်ပြီးတော့စွန့်မှုပန်းနိုင် short ချပြီးတော့လက်ရှိပေါ့နော်ကိုပိုလှောင်နေမယ်ပိုပြောင်းနေမယ်เนาะလက်ရှိကိုမှရှိနေတဲ့အရာတွေမှာ enjoy လုပ်မယ်เนาะလက်ခံမယ်ကျေးဇူးတင်မယ်ပြီးတော့ကိုနဲ့ပတ်သက်ပြီးထိုက်တဲ့အခြေရေးတွေအချစ်တွေကိုစီမှာရလာတော့မယ်ဆိုတော့ယုံကြည်မှုကိုထားပါဒီလိုဆိုရင်တော့เนาะဒီလာထဲမှာအခြေနဲ့ပတ်သက်ပြီးတော့အဆင်ပြေလာပါလိမ့်မယ်အဲ့တော့ comment မှာငါရဲ့အခြေအဆင်ပြေလာပြီဆိုပြီးတော့ရေးတော့ပါတကယ်လို့မိမိတို့သိတဲ့မိကျင်နာရှင်ဆက်စီမှာလာမိလို့ရတယ်เนาะဒီဗီဒီယိုလေးလိုက်ကန်ရှယ်လုပ်တာပေးပါကျေးဇူးတင်ပါတယ်အားလုံးပဲကိုစိတ်နဲ့ပြန်ကျမ်းမာချမ်းသာကြပါစေ Taurus တွေကအခြေရေးမှာကเนาะပြောမယ်ဆိုရင်ကိုယ့်စီမှာအခြေဟောင်းနေเนาะလာပြီးတော့ပြန်ပတ်သက်တာမျိုးကြောင်းတက်တယ်အဲ့တော့ဒီလာထဲမှာเนาะ Taurus တွေအနေနဲ့เนาะဒါကိုလာပြီးတော့เนาะပြောမယ်ဆိုချစ်ခွင့်ပန်မဲ့လူတွေလည်းရှိတာပဲအဲ့တော့အခြေနဲ့ပတ်သက်ပြီးတော့အဆုံးဖြတ်ခံရလည်းရောက်နေပြီเนาะအဲ့တော့ထားပါတော့ဒီချိန်မှာကိုကအဖြေပေးတင်လားမပေးတင်လားတပည့်သားဆုံးဖြတ်ရမယ်ဆိုရက်ကာမဖြစ်တယ်เนาะအဲ့တော့ချစ်သူရေးသားရှိတဲ့ relationship သမားတွေအတွက်ကြတော့ဒီချိန်မှာကเนาะရှေ့ဆက်မှာလားเนาะဒီဟာအဆင်ပြေနေလားတေချာသုံးသပ်တော့အော်ရှေ့ဆက်တော့မယ်ဆိုရင်လည်းလက်ရှိအဆင်ပြေပြေးတာရပြီးအောင်လုပ်ရတော့မယ်ကာလဖြစ်တယ်အဲ့တော့တောက်ကပြပြတတ်ပုံဝင်လင်းနဲ့တေချာဗတ်မလိုက်ပဲနဲ့ပေါ့နော်တေချာအုပ်လောက်လေးနဲ့စဉ်းစားနော်နှလုံးသားကြီးပဲသွားပြီးတော့ဦးစားမပေးနဲ့တေချာစဉ်းစားပြီးမှရှေ့ဆက်မယ်ကာလဖြစ်တယ်အဲ့တော့ဒီလာထဲမှာကိုကအဲ့လိုတေချာပြင်ဆင်နိုင်နေနော်တေချာပြင်ဆင်နိုင်တယ်တေချာဆုံးဖြတ်နိုင်တယ်သုံးသပ်နိုင်တယ်ဆိုရင်တော့ရှေ့ဆက်ကတော့ကိုရဲ့ဆုံးဖြတ်ချက်အတိုင်းနော်ဖြစ်လာလိမ့်မယ်အဲ့တော့ကိုကထားပါတော့ဒီချိန်မှာကိုကတိတ်အားမရအောင်ခြေမှာဆိုရနာလိုက်လို့ရတယ်တော့မဟုတ်ဘူးချင်းတော်တော်အကောင်းနေပြီကိုလိုချင်ပုံစံမျိုးလည်းရနေပြီရှေ့ဆက်ဖို့ယုံကြည်ရဆိုရင်တော့ရှေ့ဆက်လိုက်ပါဒီကာလအရင်ကြီးကြည့်တယ်နော်တရားစဉ်းစားပြီးမှဆုံးဖြတ်ပါအဲ့တော့ comment မှာငါတေချာဆုံးဖြတ်မယ်ဆိုပြီးရေးတာပေါ့နော်အဲ့တော့မိမိတို့သိတဲ့မိကျင်နိုင်ရှင်ဆက်စီမှာလာပြီလို့ရတယ်ဒီဗီဒီယိုလေးကို like and share လုပ်သွားပေးပါကျေးဇူးများတင်ပါတယ်အားလုံးပဲကိုစိတ်နဲ့ပြကြမ်းမှချမ်းသာကြပါစေဗာဂိုလေးတွေရဲ့ချစ်ကတော့နော်လူသစ်စိတ်သစ်နဲ့ချစ်သစ်စတင်ရမယ်ကာလဖြစ်တယ်နော်
တော့အချင်းမှာတော့ကိုကပြောမယ်ဆိုလို့ရှိရင်ကိုရဲ့အချင်းမြတ်တာတက်တွေပြေဝနေတော့เนาะကိုကတော့ချစ်နိုင်ပါပဲเนาะတကယ်ပတ်သက်တယ်လို့တကယ်ကံကောင်းပါเนาะအဲ့တော့ကိုကဒီချိန်မှာစင်ငယ်ဆိုလို့ရှိရင်တော့ကိုကလူသစ်စစ်တဲ့နဲ့အချစ်တဲ့ကိုเนาะပြောမယ်ဆိုတော့ဟိုချစ်တဲ့ကိုရှားဖွေနိုင်မယ်တွေးရှိနိုင်မယ်ဆိုတဲ့ကာလဖြစ်တာပေါ့အဲ့တော့တေးကြရဲလုံးဝရှိစားဟောင်းနဲ့ပတ်သက်လို့မရဘူးเนาะဒီလားအဲ့တော့ကိုကပြောမယ်ဆိုလို့ရှိရင်ကိုချစ်တဲ့လူကိုသဘောကျတယ်တွေ့လို့ရှိရင်အဟံပေါ့နော်အဟံမှာလက်ဆောင်တွေပေးလို့ရမယ်အဟံလို့ရမယ်နော်အဲ့ဆိုရှင်ပိုးဆိုပတ်ဆက်နော်ပိုးပန့်လို့ရမယ်ဆိုရင်ကာလာဖြစ်တာပေါ့နော်ဟုတ်ပြီအဲ့တော့သူကဘာရှိသေးလဲဆိုတော့ဒီ RS ပေါ့နော် RS သမားတွေချစ်သူကြီးသားရှိတဲ့လူတွေအတွက်ကြတော့ဒီချိန်မှာကိုရဲ့အချစ်ကိုနော်ပို့ပြီးတော့ခိုင်မြဲအောင်နော်ကိုတခြားလောက်ရတော့မယ်ပြီးရင်ဒီအချစ်နဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုရင်ဟိုစွန်စားတာမျိုးကြီးမလုပ်ဘူးတဲ့အရာတွေလုပ်တာတွေเนาะအခြေအနေမှာအခြေမှာပိုခိုင်မြဲအောင်တယောက်နဲ့တယောက်ပိုနားလဲလာအောင်တယောက်နဲ့တယောက်မတည်သေးတဲ့အချက်တွေเนาะနားဟိုမရှင်းလင်းတဲ့အရာတွေတယောက်နားမလဲသေးတဲ့အရာတွေသူ့အကြောင်းမတည်သေးတဲ့အရာတွေဒါတွေကိုတယောက်တယောက်ကပို့ဝင်လင်းပြောဆိုပြီးတော့เนาะဒီအချစ်ကိုရှေ့ဆက်ဒါပြောမယ်ဆိုရင်ဒီတယောက်တယောက်ယုံကြည်ခံခံမြဲမြဲနဲ့စွန်စားမှုတွေလုပ်ရမယ်ရှေ့ဆက်အချစ်ကိုပို့ပြီးတော့ဒီမြဲလောင်တိဆောက်ရမယ်เนาะအဲ့တော့အချင်းနဲ့ဘဝနဲ့ကိုတခါတည်းစေချာရှင်တွဲပြီးရှေ့ဆက်မယ်ဆိုတော့ကာလာမျိုးဖြစ်နေเนาะဒီလားအဲ့တော့ comment မှာငါရဲ့အခြေကိုเนาะအဆင်ပြေအောင်ဒီဆောက်မယ်ဆိုရေးသွားပါဒီလိုမျိုးတော့တည်တဲ့မေးချင်တဲ့ရှင်ဆက်စီမှာလာမေးလို့ရတယ်ဒီဗီဒီယိုလေးကိုလည်းကန်ရှယ်လုပ်သွားပြီပါကျေးဇူးများတင်ပါတယ်ကရီကွန်လေးရဲ့အခြေကတော့ဘယ်လိုဖြစ်နေလဲဆိုတော့စိတ်နှဟွာဖြစ်နေเนาะစိတ်နှဟွာဖြစ်နေအဲ့တော့ကိုကစိတ်ငယ်ဆိုလို့ရှိရင်เนาะကိုရဲ့အလုပ်ကိုပဲအောင်ဆက်လိုက်ရမှာလားเนาะအခြေကိုပဲဦးစားပေးလိုက်ရမှာဒါမျိုးဖြစ်နေတတ်တယ်เนาะအဲ့တော့အဲ့လိုမျိုးဖြစ်နေတဲ့ဂျားတွေကနေမှဘယ်လိုဖြစ်လဲဆိုတော့နောက်တစ်ခုပါဖြစ်တက်လေတယ်ဆိုတော့ကိုယ်သဘောကျတဲ့လူနဲ့ကိုသဘောကျတဲ့လူဒီဂျားတွေမှာလည်းကွာရွေးချယ်ခက်နေရပြန်ဒါမျိုးဖြစ်တတ်တယ်เนาะစင်ငယ်သမားတွေပေါ့ဟုတ်ပြီအဲ့ relationship သမားအားသမားတွေကြတော့ဒီချိန်မှာဘယ်လိုဖြစ်လဲဆိုတော့အခြေနဲ့ပတ်သက်ပြီးတော့ကိုကချစ်သူရရှိရဲဆိုရင်တော့မှเนาะအခြားကိုစိတ်ပြန့်လန့်အောင်เนาะကိုလိုက်ချင်းကတဲ့လူရှိတယ်အဲ့ချိန်ကျရင်တော့ကိုတကယ်ချစ်တဲ့လူပေါ်မှာလုံးဝသစ္စာရှိသူ့ပေါ်မှာပဲအာရုံစိုက်ပြီးတော့နှစ်ထားမယ်ဆိုမှအခြေရအဆင်ပြေမယ်ဟုတ်ပြီနော်ဒါသတိပေးတာအဲ့တော့ comment မှာငါရဲ့အခြေကိုပို့ပြီးတည်ငြိမ်အောင်ခိုင်မြဲအောင်လှုပ်ဆောင်မယ်ဆိုပြီးရေးသွားပါเนาะဒီလိုမျိုးဗီဒီယိုတည်တဲ့မေးချင်တာရှင်ဆက်စီမှာလာမေးလို့ရတယ်ဒီဗီဒီယိုလေးလည်းကန်ရှယ်လုပ်သွားပေးပါကျေးဇူးများတင်ပါတယ်အားလုံးပဲကိုစိတ်နှပြကြမ်းမှချမ်းသာကြပါစေဂျမန်တိုင်းလေးတွေရဲ့ခြေကတော့เนาะပြောဆိုမပြတ်မသားဖြစ်နေเนาะရှေ့ဆမ်းပါလားနောက်ဆုတ်ပါမှာလားဒီတိုင်းကြီးပဲဖြစ်နေမှာလားမပြတ်မသားဖြစ်နေเนาะအဲ့လိုကာလာမျိုးရောက်နေတယ်အဲ့တော့ RS သမားတွေကဒီအခြေနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုရင်သူ့ရဲ့သဘောထားနဲ့ကိုယ့်ရဲ့သဘောထားတွေကလုံးဝကွဲလဲတယ်သူကဖြူကိုကမဲဒါမျိုးဖြစ်နေเนาะအဲ့လိုကာလာဖြစ်တယ်အဲ့တော့စိတ်ရှိရထားစိတ်ရှိရဒီချိန်မှာဘာမှဆုံးဖြတ်လို့မရသေးဘူးဒီလာထဲမှာတော့ဘာမှဆုံးဖြတ်သေးနေအောင်ဒီလာထဲမှာတေးကြအောင်သူနဲ့ကိုယ်နဲ့ကရှေ့ဆက်လို့ဖြစ်နေလားမဖြစ်နိုင်ဘူးလားတေးကြအောင်သုံးသက်ခိုင်းမအောင်လုပ်เนาะပြီးတော့မှဆုံးဖြတ်ချလိုက်ဒီလာပြီးမှဆုံးဖြတ်ချဒီတလားလုံးအချိန်ရတယ်ဟုတ်ပြီနော်ဒီတလားလုံးတေးချစဉ်းစားဆုံးဖြတ်ဖို့တိုက်တွန်းလို့တယ်အဲ့တော့ဟုတ်ပြီစင်ငယ်သမားတွေကတော့အချင်းနဲ့ပတ်သက်လို့ရှင်ဘယ်လိုဖြစ်တယ်လဲဆိုတော့ဒီချိန်မှာဟိုချစ်တွေကကိုထင်းတယ်လို့မဟုတ်စောက်ထိုးမှုတွေဖြစ်နေတဲ့မိတ်ပေါ့လေနော်အချစ်ကကိုထင်းတယ်လို့မဟုတ်နော်ချစ်ကလိုက်လို့ပြေးရလားပြေးလို့လိုက်တာလားဒါမျိုးတွေပြင်ကိုဖြစ်တာကိုချစ်တာတယောက်ကိုလာချစ်တာတယောက်ပြင်ကိုထင်းထားတာတစ်မျိုးဖြစ်နေတာတစ်မျိုးဒါမျိုးတွေကြုံတတ်တယ်အဲ့တော့ဒီကာလမှာတော့ဘာမှမဆုံးဖြတ်မရွေးချယ်ပါနဲ့နော်ဘလို့အချိန်လေးယူပေါ့ဒီကာလမှာဒီတလားလုံးအေးစစ်သေးကြအောင်လို့လေ့လာရင်းနဲ့ပဲနော်ချိန်ကုန်ရမယ်ရှေ့ဆက်တိုးလို့မရပါဘူးနော်ကွန်မန့်မှာငါနော်အချိန်ပြည့်မယ်ဆိုပြီးရေးသွားပါဒီလိုမျိုးတော့တည်တဲ့မေးချင်တာရှင်ဆက်စီမှာလာမေးလို့ရတယ်ဒီဗီဒီယိုလေးလည်းရှယ်လုပ်သွားပေးပါကျေးဇူးများတင်ပါတယ်အားလုံးပဲကိုစိတ်နဲ့ပြကြမ်းမှချမ်းသာကြပါစေ liberal လေးတွေရဲ့အခြေကတော့ဒီလာထဲမှာနော်ပြောမယ်ဆိုလို့ရှိရင်ပိုပြီးခိုင်မာအောင်ခိုင်မြဲအောင်လုပ်ဖို့လိုအပ်နေဟုတ်ပြီနော်အဲ့တော့ဘယ်လိုဖြစ်တယ်လဲအဲ့တော့စင်ငယ်သမားတွေအရင်ပြောမယ်စင်ငယ်သမားတွေကကြတော့ဒီမှာ3ပွင့်ဆိုင်တတ်တယ်3ယောက်ထဲကနေရွေးချယ်ရတတ်တယ်နော်ဘာလို့လဲဆိုတော့စမ်းပွင့်လို့နော်စမ်းရင်ပွင့်မယ်စမ်းပွင့်မယ်ချစ်ခံမယ်ကိုချစ်တာလဲ3ယောက်ကိုစိတ်ဝင်စားကိုလာ3လာချစ်တာလဲ3ယောက်ဒါပဲဖြစ်တတ်တယ်အဲ့တော့ကိုကဒီချိန်မှာနော်အဲ့တော့ဟိုဒီချိန်မှာတော့ပြပြသားဆုံးဖြတ်ရွေးချယ်ရမယ်ကာလဖြစ်တယ်အဲ့တော့ကိုပုံမှာတကယ်ကိုစိတ်နဲ့ပြီးတော့ကိုမကိုဖြစ်တဲ့လူမျိုးကိုရွေးချယ်ပါနော်ကိုပုံမှာတကယ်ကိုအတွက်ဆိုရင်လုံးဝနော်တေးဆိုတေးရှင်းလို့ရှင်းရတယ်ဒါမျိုးလို့ပေါ့အဲ့တော့မှကိုအတွက်ဆိုရင်တော့မှပေးဆက်မယ်ကိုအတွက်ဆိုလို့ရှိရင်တော့ဘာလို့ဆိုလို့ဆောင်မယ်ဆိုလူမျိုးရွေးချယ်နော်ဒါမျိုးပြ
ပြောလို့ရတယ်ဟုတ်ပြီအဲ့တော့ relationship သမားတွေကြတော့ relationship သမားတွေကြတော့ဒီချိန်မှာဘယ်လိုဖြစ်လဲဆိုတော့ကြောင်းတဲ့တောက်ကနော်ဟိုပြောမယ်ဆိုရင်သူကလည်းစမ်းပွင့်ကိုလည်းစမ်းပွင့်ပေါ့နော်အဲ့လိုမျိုးတွေကြားလူဝင်တာပဲကြုံတတ်တယ်အဲ့တော့ကိုရီချီကိုတေချာခိုင်မင်းချင်နေဆိုရင်တော့ဘေးကကိုလာပြီးတော့နော်သွေးထိုးနေရည်လားဆက်သက်နေတဲ့အရာတွေလားပတ်သက်နေတဲ့အရာတွေကိုရှင်းထုတ်ပြပါဒါမှပဲအဆင်ပြေပါလိမ့်မယ်နော်အဲ့တော့ကိုမတ်မှာငါရဲ့ချီကိုပြပြတတ်တာလှုပ်ဆောင်မယ်ဆိုရေးသွားပါနော်ဒီကလိုမျိုးတည်တည်မေးချင်တာရှင်ဆက်စီမှာလာမျိုးလို့ရတယ်ဒီဗီဒီယိုလေးကိုလည်းကန်ရှင်းလုပ်သွားပြီပါကျေးဇူးများတင်ပါတယ် Aquarius တွေရဲ့ချီရေးကတော့ဒီချိန်မှာကိုပြန်မေးနေရမယ်ကလည်းဖြစ်တယ်နော်အဲ့တော့ကိုတေးကြအောင်ချိန်ပြီးကိုပဲချစ်တဲ့အောင်ရှင်လောက်ရမယ်ဒါမှပဲရှေ့ဆက်ကအချီရပိုအဆင်ပြေလာမယ်ခိုင်မြဲလာမယ်ခုလောလောဆယ်တော့ကိုတေးကြအောင်လို့ကိုချိန်ပြီးကိုချစ်ပါနော်အဲ့တော့ single သမားတွေကတော့ဒီချိန်မှာကိုကအချီနဲ့ပတ်သက်ပြီးလို့ရှင်ပို့ပြီးတော့နော်တေးကြလောက်ကိုပဲအရင်ချစ်တာပြီးရင်ချစ်နဲ့ပတ်သက်ပြီးတော့လေ့လာပါချစ်ဆိုဘယ်လိုမျိုးလဲကိုဘယ်လိုလို့အချစ်မျိုးကိုတိဆောက်ချင်တာလဲနော်အဲ့တော့ကိုမလိုချင်တဲ့ချစ်တွေလာတာဟိုမှာအာနာပါနာနဲ့လက်ခံနေလို့လည်းမရအောင်ဆိုတဲ့ကာလပါနော်ဟုတ်ပြီ relationship သမားတွေနော် relationship သမားတွေချစ်သူကြီးသားရှိလူတွေတက်ကြတော့ဒီချိန်မှာကိုပဲပြန်သုံးတာနော်သူ့အပြစ်တွေကိုလိုက်ကြည့်တော့ဟိုပြောမယ်ဆိုသူ့ကိုပဲလိုက်ပြီးအပြစ်တွေလိုက်မရှာနဲ့တော့ကိုကအခြေမှာကိုအနေနဲ့ဘာလို့လိုရလဲကိုပြန်သုံးတာပြီးတော့ဒီခြေကိုခိုင်မာလို့ကိုရဲ့ခြေမှာရှိနေတဲ့စူးညောက်ခလုတ်တွေကိုဖယ်ရှားပြီးတော့ကိုရဲ့ခြေကိုပို့ပြီးခိုင်မာအောင်လုပ်ပါနော်ဒီကာလအရင်ရေးကြည့်ပါဟုတ်ပြီနော်အဲ့တော့ကိုမန်မှာငါရဲ့ခြေကိုပို့ပြီးခိုင်မြဲအောင်လုပ်မယ်ဆိုပြီးရေးတော့ပါဒီလိုမျိုးတည်တည်မေးချင်တာရှင်းဆက်စီမှာလာမလို့ရတယ်ဒီဗီဒီယိုလေးလည်းရှင်းလုပ်သွားပေးပါကျေးဇူးများတင်ပါတယ်ကန်ဆာတွေကခြေအင်မတန်ကောင်းနေပါတယ်ချစ်သူနဲ့ဆုံစည်းရမယ်ပေါင်းဖက်ရမယ်နော်တောင်းမြစ်တာလေးတွေတေချာထားပြီးတော့နော်ဒေါသတွေဖဲကယူနာလေးတေချာထားမြစ်တာလေးရှေ့ထားပြီးတော့သွားမယ်ဆိုရင်ခြေမှာပေါင်းဖက်မယ်ဆိုတော့ကန်ချပါမရှိဒါ RSD အတွက်ပေါ့နော် RSD ကသတိသားလေးကပိုအဆင်ပြေမယ်တွေးဆုံရမယ်နော်တောင်းဒါချစ်ခင်လေးတွေနဲ့လှုပ်ရှားရှိရလှုပ်ဆောင်နိုင်မယ်သွားစားရှိရသွားနိုင်မယ်ချစ်ခင်ကျင်နာမယ်ပျော်ရွှင်ရမယ်ဆိုတာကာလပေါ့ဟုတ်ပြီစင်ငယ်သမားတွေတက်ကြတော့ဒီချိန်မှာကိုကချစ်သူကြီးစားရလာနိုင်တာပေါ့ဒီလာထဲမှာနော်ချီဆိုခြင်းနဲ့ဆိုရင်ချီဆိုလို့ရတယ်ချီလည်းဆိုခန်းတက်တာပေါ့နော်ဒါလိုလေးတော့ရှိတာပေါ့အဲ့တော့ဒါမျိုးလေးတွေအားကောင်းအောင်ကမြစ်တာတရားကိုလက်ကင်ထားလာအလှဆုံးနေဒီတလားလုံးလှဆုံးနေနော်စိတ်ချမ်းသာအောင်ထားစိတ်ချမ်းသာအောင်နေနော်ပျော်ရွှင်နေမယ်လှပနေမယ်တက်ကြွနေမယ်ဆိုရင်ချီရအဆင်ပြေလာမှာပဲနော်အဲ့တော့ကိုမတ်မှာငါရဲ့ချီတွေပို့ပြီးတော့အဆင်ပြေလာပြီဆိုပြီးရေးသွားပါတကယ်လို့မိမိတို့တည်တည်မေးချင်တာရှင်ဆက်စီမှာလာမလို့ရတယ်နော်ဒီဗီဒီယိုလေးလည်းကန်ရှင်းလုပ်တာပေးပါကျေးဇူးတင်ပါတယ်အားလုံးကိုစိတ်နှပြချမ်းသာကြပါစေစကော်ပီယိုတွေရဲ့ဒီလာထဲမှာခြေရကတော့စိတ်ကြီးနော်ဝေဝါးထွေပြနေမယ်စကော်ပီယိုတွေကပြောမယ်ဆိုရင်ရမ်းချစ်တတ်တော့သူကဘယ်သူ့ကိုဘယ်လိုယုံပြီးချစ်လိုက်ရမလဲဟိုလူချင်မှလူချင်မှအဲ့လိုမျိုးတန်တရားတွေဖြစ်နေတတ်တယ်ဒါစင်ငယ်တွေပြောတာပေါ့နော်အဲ့တော့ရွေးချယ်ရမယ်ဘယ်သူ့ကိုယုံရမှန်းမသိဘူးနော်ခြေမှာဟိုလူလားတစ်မျိုးဒီလူလားတစ်မျိုးနဲ့ဘယ်သူမှမယုံရဲပဲနဲ့ဟိုလူလည်းကြောက်ဒီလည်းကြောက်နဲ့အဖြစ်မပေးနိုင်မင်းနဲ့နော်စင်ငယ်သမားတွေကတူဝေဖြစ်နေအောင်ရွေးချယ်နေအောင်ပဲကာလပေါ့အဲ့တော့ကိုကိုပဲတေးကြအောင်လုပ်ပါနော်အဲ့တော့ဟိုထားပါတော့နော်တေးကြအောင်ဒီကာလလောက်ရမယ်ကာလဖြစ်တယ်အဲ့တော့ကိုရဲ့စိတ်တွေပြည့်နေနေရတွေကိုအာရုံပြန်စူးစီးပြီးတော့ကိုပဲချစ်တာကောင်းပါတယ်ဒီကာလကတော့နော်လေးလားကိုလာချင်းကတဲ့လူလေးလာလေးလိုက်နေကိုပိုချစ်ပိုပြောအောင်နေကိုဘောက်ကိုစူးစမ်းတာအကောင်းဆုံးပါပဲအဲ့တော့ relationship သမားတွေကြတော့နော်ချစ်သူဆိုင်ရှိလို့တက်ကြတော့ဒီချိန်မှာကိုနေနဲ့နော်ခြားတော့နှောက်ရှက်ပေါ့နော်ထားတော့ကိုမချစ်သူဆိုင်ရှိတာနဲ့ခြားတော့လူတွေကကိုလာကြိုက်တာနော်ကိုလာပတ်သက်တာမျိုးရှိရင်ပြတာလှုပ်ဆောင်ပြီးတော့နော်ကိုရဲ့လက်ရှိခြေကိုပဲပိုအားကောင်းအောင်လုပ်ပါကိုရဲ့လက်ရှိခြေမှာဘာတွေလိုအပ်နေလဲဘာတွေစီမံလုပ်ရမလဲကိုပဲအားဆိုင်ပြီးတော့စူးစမ်းပါလိမ့်မယ်နော်အော်ကိုမတ်မှာငါရဲ့စိတ်ပိုပြီးတည်ငြိမ်အောင်စူးစမ်းမယ်ဆိုပြီးရေးတာပါနော်ဒီလိုမျိုးနဲ့တည်တဲ့မေးချင်တာရှင်စစ်စစ်မှာလာပြီးလို့ရတယ်ဒီဗီဒီယိုလေးကိုလိုက်ကန်ရှင်းလုပ်သွားပေးပါကျေးဇူးများတင်ပါတယ်။ဒါတို့ဖိုက်စီလေးတွေရဲ့ခြေရေးကတော့เนาะပြောမယ်ဆိုရင်တော့အဆင်ပြေအောင်မြင်လာပါပြီเนาะအခြေရေးမှာကတော်တော်လေးကိုပြောမယ်ဆိုရင်ကိုဖြစ်ရှင်တဲ့အရာလေးဖြစ်လာပြီလှုပ်ဆောင်နိုင်ပြီပေါ့ဟုတ်ပြီ။ဖိုက်စီလေးတွေကเนาะအဲ့တော့ထားပါ single ရောရင်ဟုတ်ပြီမယ်။ single လေးတွေကတော့ဒီချိန်မှာစမ်းပွင့်မယ်ချစ်သူကြီးစားရမယ်ကိုလိုချင်တာကိုဖြစ်ရှင်တာရအောင်ဒီဆောင်နိုင်မယ်ဆိုတဲ့နမိတ်ရှိတယ်။အဲ့တော့ကိုအခြေနဲ့ပတ်သက်ဘာတွေလှုပ်စီစဉ်ထားလဲ။အဲ့တော့အကောင့်တွေဖော်လို့ရမယ်။အကောင့်တွေဖော်နိုင်မယ်ဆိုတဲ့ကားလာပါเนาะအဲ့တော့ချစ်သူကြီးစားတွေအတွက်ကြတော့သူကဘာပြောလဲဆိုတော့ကိုရီးယားအခြေကပြောမယ်ဆိုရင်ဒီပရိပခါလေးဖြစ်တယ်ဘာညာဆိုရင်ပရိပခါလေးဖြည့်ရှင်းပြီးတော့အဆင်ပြေအောင်တိဆောက်နိုင်မယ်ဆိုတာကာလဖြစ်တယ်ဟိုအခြေနဲ့ပတ်သက်ပြီးလှုပ်ရှားရင်များတယ်အဲ့တော့အခြေမှာတရားအောင်ဆိုင်ပြီးတော့တိဆောက်မယ်ပြီးရင်ဟိုပြောမယ်ဆိုရင်ဒီအခြေမှာပိုပြီးခိုင်မြဲလာအောင်เนาะပို့ပြီးတော့တာယာအောင်ပျော်ရွှင်အောင်เนาะဒါကအောင်ဆိုင်ပြီးစူးစမ်းမယ်ဆိုရင်တော့အဆင်ပြေပါတယ်ဟုတ်ပြီနော်အဲ့တော့ကိုမန်မှာငါ့ရဲ့အခြေထ
ဒီအဆင်ပြေလာပြီဆိုပြီးရေးသွားပါနော်တကယ်လို့မိမိတို့တည်တဲ့မေးချင်တာရှင်ဆက်စီမှာလာမျိုးရတယ်ဒီ view လို့လည်းငယ်ရှင်းလုပ်သွားပြီပါကျေးဇူးများတင်ပါတယ်